ရက်မှာတော့ Professor Fanwok ကသတင်းကောင်းရှိရလို့ကြေညာလိုက်ပါတယ်။အဲ့ဒီသတင်းကောင်းကတော့လကဘာကိုပြန်လည်ဖွင့်လိုက်ပြီဖြစ်တာကြောင့်လာဘော်ကိုအထောက်သွားပို့ရမှာပါ။1990ခုနှစ်ကပါလာတဲ့ Fry အတွက်တော့ဒါဟာတကယ်အိမ်မက်ကြီးတစ်ခုဖြစ်လာသလိုပါပဲ။အရန်တွေစိတ်လှုပ်ရှားပြီးတော့ Neil Armstrong တို့လိုမျိုးကြီးကျယ်ခမ်းနားတဲ့အာကာသခီးစဉ်ကြီးကိုမျှော်လင့်နေတာပေါ့။ဒါပေမဲ့လက်တွေ့မှာတော့31ရာစုရဲ့လာဘော်သွားရတဲ့ခီးစဉ်ဟာကျွန်တော်တို့ရန်ကုန်မှာ 1BS ရတယ်လို့ပဲစိတ်ညစ်စရာကောင်းပြီးတော့ဘာမှကိုမထူးဆန်းတော့တဲ့အခြေအနေကြီးဖြစ်နေပါပြီ။လကဘာရဲ့ဆွဲငင်အားကလည်းညံ့ပြီးတော့ဈေးနှုန်းတွေကလည်းခေါင်ခိုက်နေတဲ့ကစားကွင်းကြီးတစ်ခုလိုဖြစ်နေခဲ့တာပါ။တကယ်တမ်းလာဘော်ကိုရောက်သွားတဲ့အခါမှာတော့ Fry တယောက်စောက်တရားမရဖြစ်သွားပါတော့တယ်။သူထင်ထားတဲ့ငြိမ်သက်တိတ်ဆိတ်ပြီးတော့ထူးခြားဆန်းပြတဲ့လာမျက်နှာပြင်အစားသူတွေးလိုက်ရတာက Luna Park ဆိုတဲ့ကလေးကစားကွင်းကြီးဖြစ်နေခဲ့တာပါ။အဲ့ဒီမှာအပျော်စီးရထားတွေဘူပေါင်းရောင်းနေသူတွေအမတ်တရပစ္စည်းရောင်းနေသူတွေနဲ့ပြင်းထန်နေတာပေါ့။ Fry ကတော့ငါရဲ့အိမ်မက်တွေအားလုံးကိုကလေးကစားကွင်းကြီးကဖျက်ဆီးလိုက်ပြီးဆိုပြီးတော့စိတ်ပြက်နေတဲ့အချိန်မှာလီလာကတော့သူ့လို့သူပြအောင်အထုပ်ပို့ဖို့ကိုပဲစိတ်ဆောနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုနေရာမျိုးတွေကအရာအလုံးပျက်စီးနေပေမဲ့ဝင်ကြီးကိုတော့မတရားကောက်ခံတဲ့နေရာမျိုးဆိုတာသူမှသိနေလို့ပါ။အဲ့ဒီမှာ Wheeler on the Moon ဆိုတဲ့လာဘော်ကဝေဟင်ငါးဖမ်းသမားတွေအကြောင်းကိုတချင်းဆိုပြတဲ့အရုပ်ကလေးတွေရှိပါတယ်။ Fry ကလည်းတကယ်လာအစ်စ်ကိုမြင်ကျင်လို့လီလာကိုပူစားပြီးတော့ကစားကွင်းရဲ့အကာရန်တွေအပြင်ဘက်ကလွင်ပြင်ကျဲကြီးတဲ့ကိုခိုးထွက်ခဲ့ကြပါတယ်။ Fry နဲ့လီလာတို့ကစားကွင်းပြင်ပကလွင်ပြင်ကြီးထဲမှာရှောက်သွားနေရင်လည်း hydroponic fan လို့ခေါ်တဲ့လာဘော်ကစိုက်ပျိုးရေးခြံကြီးတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာချမ်ပိုင်ရှင်လက်သမားကြီးနဲ့တွေ့တာပေါ့။လက်သမားကြီးကသူ့ရဲ့လှပတဲ့သမီးပြိုလေးတွေနဲ့မပတ်သက်ဖို့အတွက် Fry ကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့တကယ်တမ်းတွေ့လိုက်ရတဲ့သမီးလေးတွေကလူတွေမဟုတ်ဘဲနဲ့စိတ်ရုပ်ကြီးတွေဖြစ်နေတယ်ဆိုတာပါပဲ။အထူးသဖြင့် Crashnator ဆိုတဲ့သမီးကဆိုရင်တကယ်ကိုတင်ကားစိတ်ရုပ်ကြီးအတိုင်းပါပဲ။ထုံးစံအတိုင်းဘန်ဒါတကောင်ကတော့ Crashnator ကိုတော်ပိုးဝဲမိလို့လက်သမားကြီးကရှော့ကန်နဲ့လိုက်ပစ်တဲ့အတွက်သူတို့တစ်ဖွဲ့လုံးထွက်ပြေးကြရပါတော့တယ်။ပြင်းလွှိုင်းနဲ့သူတို့အောက်ဆီဂျင်လဲကုန်ကန်နေပြီးတော့လမ်းလဲပြောင်းနေတဲ့အချိန်မှာကန်ကောင်းကျွန်တော်1969ခုနှစ်ကတကယ် Neil Armstrong တို့ဆင်းသက်ခဲ့တဲ့ Apollo 11 landing site ကိုရောက်ရှိသွားခဲ့ပါတယ်။31ရာစုကလူတွေက Apollo 11ဆိုတာကိုသမိုင်းလိမ်ညာလို့ပဲထင်နေကြတာပါ။ဒါပေမဲ့ Fry အတွက်တော့ဒါဟာတကယ်သမိုင်းဝင်နေရကြီးပေါ့။အဲ့ဒီအချိန်မှာလက်သမားကြီးကလည်းသူတို့ကိုလိုက်မိတော့မဲ့အခြေအနေမို့လို့သူတို့ Apollo 11ရဲ့ရေဟောင်းကြီးထဲမှာဝင်ပုန်းနေကြရပါတယ်။ဇလန်အစုံမှာတော့ Fry တယောက်သူဖြစ်ချင်တဲ့အာကာသယာဉ်မှုလိုမျိုးအတွေ့အကြုံမျိုးမရခဲ့ပေမဲ့ Apollo 11နေရာလေးမှာအချိန်ခဏလေးနေခဲ့ရတာကိုပဲကျင့်နေသွားပါတော့တယ်။တစ်ဖက်မှာလည်း Amy က Planet Express တင်မော်ရဲ့တော့ကိုအယုတ်ကောက်တဲ့ဆက်ထဲမှာကြားပြောက်သွားလို့အသေးအံပြန်နိုင်နေရပါတယ်။အဲဒီဆက်တွေကဘလောက်ကောက်ရက်ခလဲဆိုတာကိုလူတိုင်းသိကြမှာပါ။ Amy တယောက်တော့ကိုနိုင်လိုက်ပြန်ပြုတ်ကျသွားလိုက်နဲ့ဒေါသတွေထွက်နေတာပေါ့။နောက်ဆုံးမှာတော့ Amy တယောက်တော့ကိုရသွားပြီးတော့ Fry တို့အဖွဲ့ကိုလာခဲ့နိုင်ခဲ့ပါတယ်။ဘန်ဒါကတော့လာပေါ်မှာဘာတွေလုပ်ခဲ့လဲဆိုရင်ကစားကွင်းတွေကပစ္စည်းတွေကိုခိုးတယ်ဖြန့်ကြတယ်စိတ်ယုံမာလေးတွေကိုဖွန်ကြောင်တာကြောင့်လက်သမားကြီးနောက်ကလိုက်တာကိုပြင်းလွှိုင်းနေပဲဒီအပိုင်းလေးကပြီးဆုံးသွားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်အပိုင်းတွေနဲ့ပြန်လာခဲ့ပါမယ်။